Hello မင်္ဂလာပါအီမီတို့ဒီနေ့တော့အတိတ်ကာလလေးတစ်ခုစီကိုပြန်သွားကြရအောင် flip ဖုန်းလေးကတောက်ဆိုပြီးတော့ဖွင့်ရတဲ့ခေ low rise jean လေးတွေ hot pink dress suit တွေနဲ့အရန်ဟောခဲ့တဲ့2000ပြည့်နှစ်ခုနှစ်လေးစီကိုပါအခု TikTok နဲ့ IG တွေမှာအရန်မှာ trend ဖြစ်နေတဲ့ Y2K ဆိုတာတကယ်တော့1990ခုနှစ်နောက်ပိုင်း2000ပြည့်နှစ်အစောပိုင်းတွေမှာအရန်မှာမိုက်ပြီးတော့လမ်းခဲ့တဲ့ fashion လေးတွေပါY2K ဆိုတဲ့အဓိပ္ပာယ်လေးကိုမသိသေးဘူးဆိုလို့ရှိရင်တော့ Y2K ဆိုတာ year 2000ကိုအတူကောက်ကလေးခေါ်တာပေါ့နော်ဆိုတော့အီမီကဒီနေ့မှာ Y2K ရဲ့ထူးခြားတဲ့ futuristic vibe လေးတွေရဲ့အဲ့ဒီ2000ပြည့်နှစ်ဝန်းကျင်မှာ Y2K style နဲ့အတူတူပေါ်ပေါက်ခဲ့တဲ့အီမီအပါအဝင်နည်းနည်းမာတက်တဲ့ fashion style အခွဲလေးတွေအကြောင်းရဲ့ပြီးတော့ဒီ style တွေကိုဘယ်လိုဝေးရမလဲဆိုတဲ့သူတို့ရဲ့ signature items လေးတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာမို့လို့ကိုက Y2K style ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအောင်နော်ဒီနေရာလေးမှာသိထားရမှာက2000ခုနှစ်မှာခေတ်စားခဲ့တဲ့ style တိုင်းကို Y2K style လို့ခေါ်လို့မရပါဘူးအဲ့ဒီ2000ခုနှစ်မှာအဓိကအားဖြင့်အမြင့်သာဆုံး style type လေးမျိုးပေါ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုအီမီယာတိတိကျကျလေးခွဲပြမယ်ပေါ့နော် fashion style type တစ်ခုဖြစ်ပေါ်လာတယ်ဆိုတဲ့ဟာကအဲ့ဒီခေတ်တုန်းက trend ဖြစ်ခဲ့တဲ့ဟာတွေဒီ society ထဲမှာဖြစ်နေတဲ့အရာတွေ culture တွေပေါ့နော်နောက်ပြီးတော့ music တွေအမှုပညာတွေလူမှုအဖွဲ့အစည်း societyအဲ့လိုမျိုးကနေပြီးတော့ပေါင်းဆက်ပြီးတော့ဖြစ်လာတာများတယ်ပေါ့နော်ဆိုတော့ Y2K style ရဲ့အဓိပ္ပာယ်အစစ်လေးကိုလည်းရှင်းပြခြင်းနဲ့ဆိုတော့ Y2K style ဆိုတာအဲ့ဒီခေတ်တုန်းကဒီပညာတွေကွန်ပျူတာတွေအင်တာနက်တွေအရန်ဟိုမှာခေတ်စားခဲ့တဲ့အချိန်ပေါ့နော်အခုခေတ် AI တွေပေါ်လာတယ်လို့မျိုးပေါ့အဲ့ချိန်မှာလူတွေကလည်း Y2K bug လို့ခေါ်တဲ့ကွန်ပျူတာတွေကြောင့်ကမ္ဘာကြီးကပောက်ကွဲထွက်သွားမလားဆိုပြီးတော့စိုးရိမ်စိတ်တွေတန်တရားစိတ်တွေရှိခဲ့ကြရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီခေတ်မှာ trend ဖြစ်ခဲ့တဲ့ style ကလည်းအာကာသတွေထဲရလိုမျိုး cyber culture တွေလွှမ်းမိုးထားတဲ့ဒီပိဿအသားတွေ style တွေလိုမျိုးပေါ့နော်ကွန်ပျူတာ game တွေထဲကဒီဇက်ကောင်တွေလိုမျိုး cyber vibe တွေအပြည့်နဲ့ fashion style မျိုးပေါ့နော် vibe လေးကတော့ matrix ကားထဲရလိုမျိုး 80s cool ဖြစ်တဲ့ပုံစံဒါမှမဟုတ်ဒီ futuristic အနာဂတ်ကနည်းပညာဒီဟာကိုဖော်ပြတဲ့ vibe မျိုးသူ့ရဲ့ signature items တွေကတော့ငွေရောင် metallic silver chrome နဲ့ holographic ရောင်ပြန်အသားတွေကိုအသုံးများတယ် Y2K style စစ်ကိုဝင်မယ်ဆိုလို့ရှိရင်တော့အဝေးအစားကပြောင်ပြောင်လက်လက်ဖြစ်နေရမယ် vinyl plastic အသားနဲ့စကားသားဒီ mesh တွေကို crop top တွေနဲ့တွဲဝေးကြတယ်အယောင်လေးတွေမှာတော့ IC blue တို့ silver တို့ဒီအပြာနုအေးလေးတွေကတော့ဒီ style ရဲ့ DNA ပါပဲနောက်တစ်ခုကတော့ Y2K style နဲ့အရန်မှာမှားတတ်ကြတဲ့အီမီအပါဝင်ပေါ့နော် Mac Bling style မှာဒါကတော့ glamorous ဘက်ကိုပို့ပြီးတော့သွားတယ်ပေါ့နော် Y2K style ပေါ်လာပြီးတော့မှဒီ style လေးကဝင်လာတာပေါ့နော်ဒီ style လေးရဲ့ vibe ကတော့ဒီ Y2K နဲ့ပြောင်းပြန် futuristic ထက်ကိုမှမိန်းကလေးဆန်မှုချမ်းသာကြွယ်ဝမှုဒီ wealth နဲ့မိန်းကလေးတွေရဲ့အနုအရွာအလားအပါ aesthetic shopping vibe Barbie vibe အဲ့လိုမျိုးနဲ့ glamorous ဘက်ကိုပို့ပြီးတော့သွားတယ်ဒါကို IT 8K style လို့လည်းခေါ်ကြပါသေးတယ်သူ့ရဲ့ vibe နဲ့ပေးတဲ့ aesthetic လေးကတော့ mean girl ရုပ်ရှင်ကားတွေထဲရလိုမျိုး legally blonde ထဲရလိုမျိုး shopping အရန်မှာထွက်တဲ့အလိုတထေးသမီးပုံစံမျိုးလေးပေါ့နော်အစွမ်းကုန်ကိုမိန်းကလေးဆန်ပြီးတော့တောက်တောက်ပပကလေးဖြစ်နေတာမျိုးပါသူ့ရဲ့ signature items တွေကတော့ mean girls ရုပ်ရှင်ထဲမှာပြောသလို on Wednesday we wear pink Okay, you should just know that we don't do this a lot, so this is like a really huge deal. We want to invite you to have lunch with us every day for the rest of the week. Oh, it's okay. Coolness. So we'll see you tomorrow. On Wednesdays, we wear pink. လိုမျိုးပန်းရောင် hot pink တောက်တောက်ကလေးတွေကတော့မရှိမဖြစ်ပါပဲလူတွေက Y2K style လို့အမှန်များဆုံး style ကတော့ဒီ style ပါပဲအီမီလည်းဒီ mean girls တို့ legally blonde တို့ပြန်ကြည့်ပြီးတော့အခုတလော hot pink အရင်မှယူသွတ်နေပါတယ်ဆိုတော့သူ့ရဲ့ပိဿအသားလေးတွေကတော့ juicy couture လိုမျိုးအီမီအတန်ထွက်တွေတိတ်ပြီးမထွက်တတ်လို့ပေါ့နော် couture ဒီစလုံးလေးပါဆိုတော့အဲ့လိုမျိုးကတိပါလိုမျိုးအပေါ်အောက် jack suit တွေဒီတင်မှာစာတန်းပါတဲ့ဘောင်းမီတွေကတော့အဓိကပါ bling bling ကြောက်လေးတွေအဲ့အင်ဂျီမျက်မှန်အစားကြောက်စိတ်လေးတွေနဲ့ပြောင်းလဲနေတဲ့ဟာမျိုး logo အကြီးကြီးပါတဲ့ designer bag တွေကိုလည်းဒီ style လေးမှာပါဝင်ပါတယ်နောက်ထပ် style type တစ်ခုကတော့ boho chic ပေါ့နော် Mac Bling နဲ့တပြိုင်နက်ခေတ်စားခဲ့တာ
ဒါကတော့လေလုံးဝ Y2K တို့ Mac Bling တို့နဲ့ဆန့်ကျင်ဘက်ပေါ့နော်နီးပညာတွေအတောက်အပတွေမဟုတ်ဘဲကြိုက်တဲ့သူလေးတွေကဒီတဘာဝဆန်မှု natural ဘက်ကိုလှည့်လာကြတယ်ပေါ့နော်သူပေးတဲ့ vibe ကတော့လုံးဝ freedom free spirit နောက်လက်ပတ်ပါပြီးတော့ futuristic မဟုတ်တဲ့ artistic ပုံစံမျိုးဒီအမှုပညာဆန်တဲ့ hippie vibe မျိုးပေါ့နော်ဆိုတော့ဒီ style လေးတွေကလှူရှာရလွယ်ကူပေါ့ပါပြီးတော့ဒီနူးညံ့တဲ့ပျော့ပြောင်းတဲ့ခံစားချက်မျိုးပေးပါတယ်သူ့ရဲ့ signature items လေးတွေကတော့ maxi skirt တွေချီဖွားအထိရှိတဲ့ skirt ပပွားကြီးတွေပေါ့နော်လေးစားတွေချီထိုး crochet တွေနောက်ပြီးတော့အယောင်လေးတွေမှာဆိုရင်သဲရောင်အညိုရောင်အစိမ်းရရောင်လိုမျိုးဒီမြေကြီးအယောင်အာတီတုံးတဘာဝအယောင်တွေကိုပဲသုံးတဲ့ accessories တွေမှာဆိုရင်တော့ကပတ်ပြအကြီးကြီး big bag တွေကိုခါအနှိမ့်မှာပတ်တာမျိုးတွေပတိစိ beatအရှိကြီးတွေဆွဲတဲ့ဟာကတော့ဒီ style လေးရဲ့အမှတ်အသားပါပဲနောက်တစ်ခုကတော့ number 4ကတော့ emo sense edgy style ပေါ့နော်ဒီ style ကတော့ pop punk music နဲ့အတူပေါင်းဖွာလာတာပေါ့နော်ဒါကတော့ music နဲ့လူငယ်တွေရဲ့ခံစားချက် emotion ကိုအခြေခံတဲ့ style မျိုးပါအဲ့ဒီတုန်းကလူငယ်တော်တော်များများက emo စပင်ကေတွေ emo style ဆိုပြီးတော့အရန်မှာ YouTube ပြီးတော့ဝတ်ခဲကြရတယ်ပေါ့နော်သူပေးတဲ့ vibe နဲ့ aesthetic ကတော့နည်းနည်း dark ဖြစ်တယ် emotional ဖြစ်တယ် edgy ဖြစ်မယ်ဒီ age ဖြစ်သွားတာပေါ့နော်တခုခုထပ်ထူးပြီးတော့ age ဖြစ်သွားတဲ့ပုံစံဝမ်းနည်းမှုဒါမှမဟုတ် music တရားနေပြီးတော့အမှုပညာဆန်ဆန်ဖော်ပြတဲ့ပုံစံမျိုးပေါ့နော်သူ့ရဲ့အဓိက signature items တွေကတော့မျက်လုံးတစ်ဖက်ကိုဖုံးထားတဲ့ဘေးဆောင်စပင် side sweat emo စပင်ကေးပြီးတော့အဝတ်အစားတွေမှာဆိုရင်အရန်ကျက်တဲ့ skinny jeans တွေအမဲရောင်ဒီ bandy တွေအစင်ချာ stripe တွေပေါ့နော် accessories တွေမှာဆိုရင် stuck တန်မိုးကပတ်တွေတန်မိုးနဲ့လှုပ်ထားတဲ့တခြား choker တွေလက်ပတ်တွေလက်စွပ်တွေငကတ်တွေပေါ့နော်အဲ့လိုမျိုး accessories တွေအနှဲရောင် eyeliner အထူကြီးခြေတာတွေနဲ့ဒီ combat boot တွေ band တွေသို့မဟုတ်ဒီ converse ဖက်နက်တွေစီချတာကတော့ဒီ style ရဲ့လုံးဝ signature ပါပဲဆိုတော့ Y2K year 2000 style ဆိုလို့ရှိရင်တော်တော်များများကတော့ဒီ boho chic style ကလုံးဝတည်တံ့ခွဲထွက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ style ကလွယ်ပြီးတော့ Y2K style ရဲ့ Mac Bling style ရဲ့ edgy style ရဲ့ဒီသုံးခုကိုပေါင်းပြီးတော့ Y2K style အနေနဲ့ဒီဝတ်နေကြတာတွေအမြင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ year 2000မှာဒီလို style အခွဲလေးတွေပေါ်ပေါက်ခဲ့တယ်နောက်ပြီးတော့ Y2K style စစ်စစ်ကဘာလဲ Mac Bling နဲ့ဒီ edgy boho chic ကဘာလဲဆိုတဲ့ဟာလေးကိုအနေအချင်းလောက်သိသွားတယ်ဆိုရင်တော့လုံလောက်ပြီထင်ပါတယ်ဆိုတော့ဒီထဲမှာအီမီပြောပြဖို့ကြံခဲ့တာပဲဖြစ်ဖြစ်ကိုသိထားတာလေးတွေပဲဖြစ်ဖြစ်အီမီနဲ့အတူတူဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူလေးတွေနဲ့အတူတူ comment လေးမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားနဲ့အဆုံးထိကြည့်ပေးတဲ့သူအားလုံးအများကြီးချစ်ပါတယ်နောက်ဗီဒီယိုလေးတွေနဲ့ပြန်ပြီးတော့တွေ့မယ်နော်တာ